million seller ဖြစ်လာတဲ့ Baby Monster အားလုံးမင်္ဂလာပါ YG Entertainment ရဲ့အငယ်ဆုံးဖွဲ့လေး Baby Monster ဟာ Senior ဖွဲ့ရဲ့ခြေရာကိုနင်းပြီးစံချိန်သစ်မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပါတယ်။ YG Entertainment ဟာသူတို့ရဲ့ဖွဲ့တွေကိုတစ်ကမ္ဘာလုံးတိုင်းတာနဲ့အောင်မြင်အောင်လှုပ်ဆောင်နိုင်တဲ့အတွက် K-pop ရဲ့ Powerhouse တစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။ YG ကလည်းသူတို့ရဲ့ဂုဏ်အတိုင်းအသစ်ဆက်အဖွဲ့လေး Baby Monster ကိုပါ Million Seller ဆိုတဲ့နာမည်ကိုရရှိစေခဲ့ပါတယ်။ဇွန်လ29ရက်နေ့မှာ YG Entertainment က Baby Monster ပထမဆုံး Full Length Album Drip ဟာစုစုပေါင်းအခွေ1,112,352 ချက်ရောင်းချထားရကြောင်းတရားဝင်ထုတ်ပြန်ပေးလာခဲ့ပါတယ်။ Baby Monster ဟာဒီမှတ်တိုင်ကို album ထွက်ရှိပြီး9လအကြာမှာရောက်ရှိနိုင်ခဲ့တာပါ။ Drip ဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာမှာစတင်ထွက်ရှိခဲ့တာဖြစ်ပြီးပထမအပတ်မှာကတည်းက album ပေါင်း6,900,000ရောင်းချခဲ့ရပြီးအောင်မြင်မှုကိုစတင်နိုင်ခဲ့ပါတယ်။ YG Entertainment ကဒါဟာ Baby Monster ရဲ့တက်ရိပ်ကိုဖော်ပြနေကြောင်းထုတ်ပြန်ပေးခဲ့ပြီး2025ရဲ့ဒုတိယနှစ်ဝက်မှာ Final Sale ကဒီထက်ပိုပြီးမြင့်တက်အောင်မယ်လို့မျှော်လင့်ထားကြောင်းလည်းပြောလာခဲ့ပါသေးတယ်။ Baby Monster ကဇူလိုင်1ရက်နေ့မှာသူတို့ရဲ့ pre-release single Hot Sauce ကိုထုတ်ဝေသွားတော့မှာပါ။ Hot Sauce ဟာ Baby Monster ရဲ့နောက်လာမယ့် mini album တွေက pre-release ထုတ်သွားမယ့် single နှစ်ပုဒ်ထဲကတစ်ပုဒ်ပါ။ဒုတိယတစ်ပုဒ်ကိုတော့ဘယ်ချိန်ထုတ်သွားမလဲဆိုတာအတိအကျမသိရသေးပေမဲ့ YG founder Yang Hong Seok ကတော့ September လထဲမှာဖြစ်မယ်လို့ပြောခဲ့ပူပါတယ်။ YG Entertainment ဘက်က Hot Sauce အတွက် teaser တွေထုတ်ပြန်ရမှာလက်တလောကျမ်းမာရေးအခြေအနေတွေရအနားယူနေတဲ့ Rami အကြောင်းကိုတိတိကျကျထုတ်ပြန်မကြေညာပေးပဲ promotion တွေပဲဆင်းနေတဲ့အတွက်ပရိသတ်တွေက YG Entertainment ကိုအပြစ်တင်ဝေဖန်နေကြပါတယ်။လက်တလောမှာ Baby Monster က Hot Sauce ရဲ့ teaser clip အသစ်တစ်ခုကိုတင်ပေးလာပါတယ်။ Baby Monster ဟာဇွန်လ29ရက်နေ့မှာတချင်းသေးရဲ့ audio အမည်လေးကိုတစ်ပိုင်းတင်ပေးခဲ့တာပါ။ဒီ audio clip မှာမမတယောက်ချင်းစီရဲ့ချစ်စရာပုံလေးတွေလည်းပါဝင်ပြီးတယောက်စီကသူတို့ရဲ့ vintage hip hop outfit လေးတွေနဲ့အရန်ချစ်စရာကောင်းနေပါတယ်။ Hot Sauce ဟာ1980ပြည့်နှစ်ကျော်ကာလတွေက old school hip hop style သချင်းဖြစ်ပြီး Baby Monster ရဲ့ထူးခြားတဲ့ကိုယ်ပိုင်ဟန်နဲ့ပေါင်းစပ်ထားတဲ့သချင်းတစ်ပုဒ်ဖြစ်ပါတယ်။တန်စင်ထူးခြားပြီးနားရဲဆွဲစေမဲ့သချင်းတစ်ပုဒ်မို့ပရိသတ်တွေအကြိုက်တွေဦးမှလည်းသိကြနေပါတယ်။ဒါအပြင်ကမ်ဘက်လာဖို့ရပ်ပိုင်းအလိုမှာပဲ Baby Monster ကသူတို့ဟာ video promotion တွေကိုလည်းပြုလုပ်သွားအောင်မှာဖြစ်ကြောင်းကြေညာခဲ့ပြီးပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုနှစ်ဆတိုးစေခဲ့ပါတယ်။ Baby Monster ဟာဇူလိုင်1မှာ Hot Sauce ကိုထုတ်လာခဲ့ရင် bonus performance video နဲ့ choreography practice video တွေကိုပါထုတ်ပြပေးသွားမယ်လို့ကြေညာခဲ့ပါတယ်။ High quality video တွေမှာဆိုရင် Baby Monster ရဲ့ဆွဲဆောင်မှုနဲ့ performance တွေရဲ့အရေးအသွေးကိုအကောင်းဆုံးမြင်တွေ့နိုင်တာကြောင့်ပရိသတ်တွေကတော့ဒီ video တွေထွက်လာမှာကိုအခုကတည်းကမျှော်နေကြပါပြီ။ Baby Monster ကလည်းအရင်ကထွက်ထားတဲ့ choreography video တွေမှာတော့ view က100 million ကျော်နေတာ၄ပုတ်တောင်ရှိတာမို့ Baby Monster power ကအံ့ဩစရာဖြစ်နေပါတယ်။ Baby Monster ဟာ Hot Sauce ပြီးရင်ဒုတိယမြောက် pre-release single ကိုစက်တင်ဘာလထဲမှာထုတ်မှာဖြစ်ပြီး mini album ကတော့အောက်တိုဘာမှာထွက်ရှိလာမှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။